ဒါကဘယ်လိုလုပ်ထားတာလဲလို့ပြောမယ်ဆိုတော့ဒီမှာပါအရင်ဆုံးဈေးသက်သာခြင်းလို့တန်တော်တန်ဆဆိုင်မှာတောင်းပြီးတော့မှကျွန်တော်အချိန်နဲ့တောင်းခဲ့ပါတယ်လိုချင်တာလေးရလာပြီဆိုလို့ရှိရင်ကျွန်တော်က9လွှာနေတာဆိုတော့အောက်မှာကျွန်တော်တိုင်းတင်တာလေးတိုင်းပါတယ်ပြီးလို့ရှိရင်ကျွန်တော်အပေါ်မှာပြန်ပြီးတော့မှပြန်တိုင်းပြီးတော့မှကျွန်တော်ပြန်ဖြတ်ပါတယ်ကျွန်တော်လိုချင်တဲ့ဟာလေးတွေမမအောင်လို့တေချာလေးကျွန်တော်လုပ်ပါတယ်ကျွန်တော်ဖြတ်ပြီးရင်ကျွန်တော်ဖောက်ဖို့လုပ်ပါတယ်လိုချင်တာတွေအလုံးလေးဖြတ်ပြီးပြီဆိုရင်တော့အစင်းသင်းဖြစ်တော့ကျွန်တော်ဝရင်ကိုကျွန်တော်ပြင်မှသွားဆော်ရပါတယ်ကျွန်တော်ရှိမှဝရင်ပုံမရှိလို့လိုချင်တာလေးတွေရပြီဆိုတော့ကျွန်တော်အရင်တော့2500 3500ပေးရတဲ့ဆေးဘူးကို12000ပဲဝယ်ပြီးမှဆေးမှုပါတယ်အဲ့ဒါလေးပြီးသွားရင်တော့ကျွန်တော်ကလပ်လေးကိုတခြားလေးကျွန်တော်တက်ကြည့်ပါတယ်ပြီးရင်ဆိုရင်တော့ကျွန်တော်ပြောပြပါမယ်ဒီမှာပါဒီကောင်ကတန်ပြားဒီတက်ပါတယ်ဆိုလို့ရှိရင်လည်းမရဘူးဒီနေထားတော့တန်ပြားရှားပါတယ်ရှားပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီတန်ပြားခွဲပြီးလို့ရှိရင်30ပေါက်ဖောက်ပြီးရင်ဒီမှာတစ်ဖက်ကိုကျိုးထဲဖို့ခွဲလိုက်တယ်ခွဲပြီးလို့ရှိရင်ဒီမှာပိုလုံးရှိတယ်အဲ့ဒီကောင်ကကျွန်တော်ပြောမယ်ဒီကောင်ကဒီလိုလေးလိုက်ဒီလိုပါဖို့တော့ကိုပိုလုံးထားရတယ်အဲ့ပိုလုံးကဘာမှတော့ရှာရတာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဆိုင်ကယ်ဖောက်ရဲ့ရှက်တန်းတွေမှာတိုးတောက်ရှိရဲ့တိုးတောက်ဘိုးလေးတွေကိုကျွန်တော်တို့ယူသုံးရတာပြီးလို့ရှိရင်ဒီမှာဒီလိုကြုံမထွက်တော့နေကြိုးမပြောင်းကြုံမထွက်တော့ဒီမှာဒီကောင်လှည့်လို့ရတယ်ဒီမှာတောင်းလေးတစ်ထောက်ထားတယ်ပြီးလို့ရှိရင်အပေါ်ကံမတက်အောင်ဒီမှာ30နဲ့တိုးတောက်ထားတယ်ဒီပေါ်ကကျွန်တော်စနစ်ပေါက်ဒီမှာဒီကောင်ရဲ့အနေထားရောက်စနစ်ပေါက်ဖောက်လာတယ်ပြီးရင်နောက်တစ်ခုကဒီမှာကျွန်တော်ဘော်လီကိုဖောက်ထားတာမဟုတ်ဘူးဒီကောင်ကအရင်ဆုံးဒီကောင်အရင်ပြလိုက်မယ်ဒီမှာဒီကောင်ကပတ်ဆွဲတဲ့လက်ကိုတလုံးယူထားပြီးတော့ဒီမှာကျွန်တော်ထိုင်းလိုက်အသေးနဲ့ကျင်ရကြကျွန်တော်ယူပြီးတော့ဒီကောင်ဆွဲထားတဲ့အငိမ့်ဘာမှမဖြစ်ဘူးဒီကောင်ကကျတော့ဒီစနစ်တစ်လုံးကကျတော့ဒီမှာဒီလိုမျိုးပေါက်ကိုဒီမှာတစ်လုံးဖြုတ်လာတာသူ့ body ကိုမဖောက်ဘူး original အတိုင်းပဲမဖြတ်စီဘူးဒီဘက်လေးပါလေးကိုကျတော့လေအတိုင်းလေးပဲဒီမှာကျင်ရကြလေးဒီမှာသူ့ရဲ့အထိုင်ကကျတော့ဒီမှာကျွန်တော် break ရဲ့နေနဲ့ဟာကိုခွဲပြီးတော့မှထည့်ထားတယ်ဒီမှာဒီကောင်လေး30ပေါက်လေးတော့ဒီဟာလေးကိုဖောက်ရတယ်အဲ့ဒါလည်းဘာမှကိစ္စတော့မရှိဘူး30ပေါက်နဲ့ဆွဲထားတယ်အငိမ့်ပဲဒီကကျတော့ကျွန်တော်အရင်ကဒီကနေနဲ့တောင်ဖြတ်ထားတာအရင်ကဒီပါကောင်စဉ်းစားကြောင်သွားတော့အကောင်ကြီးပိုနေလို့ဆိုဒီကောင်လေးဖြစ်တယ်ဒီညာလေးကိုတန်ပြားထည့်ပြီးတော့မှနင်းပြားလေးလုပ်လဲရတယ်ဒါကျွန်တော်ပိုနေလို့လုပ်လိုက်တာဒါလည်းအတူတူပဲဖိုးလေးနဲ့ညက်တိုင်လေးနဲ့ဆွမ်းနာကျွန်တော်ပြောတဲ့သလိုပဲကျူးလေးခွဲပြီးထည့်ထားတာအရင်လွယ်ပါတယ်လွယ်ပါတော့နားလေတဲ့လူလုပ်တဲ့လူဆိုတော့လွယ်ပါဘူးမနားလေတဲ့လူဆိုတော့လည်းတော့ခက်ခဲပါပါတခြားလေးစဉ်းစားပြီးလုပ်ရင်ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်